ဒါသူတို့အာဏာသိမ်းထားတယ်ဆိုရင်ပေါ့နော်သူတို့အာဏာသိမ်းထားတယ်ဆိုအခွန်ကင်းလွတ်ခွင့်ပေးတယ်ဟောအဲ့ဓာတွေကိုမယောင်းရောင်းရအောင်သူတို့နေပေါင်းစုံနဲ့ပြည်သူကိုနှိပ်စက်တယ်အဲ့တော့သူတို့စစ်ဗိုလ်ချုပ်နဲ့သားသမီးတွေခရိုနီတွေရောင်းတဲ့စီးပွားရေးတွေကရောင်းရတယ်ပြည်သူတွေရဲ့လေယာဉ်မြေတွေချိန်တွေသိမ့်တယ်တရားဇာတတွေတူဖို့ရောင်းချတယ်အဲ့တော့အာဏာသိမ်းတာသူတို့လှုပ်ချင်တိုင်းလှုပ်လို့ရလို့အာဏာသိမ်းတာလေအရသာဆိုရအုပ်ချုပ်တဲ့အခါကျတော့သူတို့အဲ့ဒါတွေလှုပ်ချင်တိုင်းလှုပ်လို့မရတော့လှုပ်ချင်တိုင်းလှုပ်လို့မရတော့သူတို့ကဂရေ80တတိသားလို့ပဲငကိုရှိထားတဲ့ပတ်စံတွေကိုပဲထိုင်သုံးနေတော့ပတ်စံတွေကတဖြည်းဖြည်းကုန်းလာတယ်နော်ဘာလို့ဆိုသူတို့တရားဇာတတွေကိုအပုံလိုက်ရောင်းပြီးတော့ပတ်စံတွေရထားတာအရသာဆိုရအုပ်ချုပ်တော့သူတို့ကငကိုလိုလူလေလှုပ်လို့မရတော့တရားဇာတတွေလက်ညှိုးထိုးလို့ရောင်းစားလို့မရတော့သူတို့ရှာထားတဲ့ဖွေထားတဲ့ပတ်စံတွေကဂရေ80တတိသားလို့ပဲထိုင်စားရင်တဖြည်းဖြည်းကုန်းလာတယ်ဟာစစ်ဗိုလ်ချုပ်တွေကလည်းတဖြည်းဖြည်းကုန်းလာတယ်ခရိုနီတွေကလည်းကုန်းလာတယ်အဲ့တော့ဟာမဟန်ဘူးဒီတိုင်းသာဆိုရင်ငါတို့မွဲတော့မယ်အဲ့တော့အာဏာသိမ်းမှဖြစ်တော့မယ်အာဏာဘာကြောင့်သိမ်းတာလဲသူတို့ထင်နိုင်ကျဲဖို့အတွက်မြန်မာနိုင်ငံကတရားစတတ်တွေတဖန်ပြန်ပြီးလက်ညှိုးထိုးပြီးရောင်းစားဖို့အတွက်အာဏာပြန်သိမ်းတာဒါရှင်းလေးပဲတကယ်တမ်းသမရဖြစ်ခြင်းလို့အာဏာသိမ်းတာပေါ့အဲ့ဒါအကြောင်းပြချက်သမရကဘာမှလုပ်လို့မရဘူးသမရဖြစ်ခြင်းလို့အာဏာသိမ်းတာမဟုတ်ဝင်းကြီးချုပ်ဖြစ်ခြင်းလို့အာဏာသိမ်းတာဒီခရိုနီနဲ့စစ်ဗိုလ်ချုပ်လက်ပါစီတွေအကုန်လုံးကတရားဇာတတွေကိုလက်ညှိုးထိုးပြီးရောင်းစားခြင်းလို့သူတို့ချမ်းသာခြင်းလို့သူတို့ထင်တိုင်းကျဲခြင်းလို့သူတို့လှုပ်ချင်တယ်လို့လှုပ်လို့ရလို့အာဏာသိမ်းတာဟိုအုပ်ချုပ်ရေးမှုကစားအကုန်ချမ်းသာကိုဘာစီဝါရေးမှာလှုပ်တယ်လို့ချမ်းသာသွားတာမဟုတ်ပြည်သူစီကငွေညှစ်ပြီးချမ်းသာသွားတာအဲ့တော့သူတို့ကဒီအာဏာကိုပြန်ပေးရမှာအရန်ကြောက်တယ်အခုအုပ်ချုပ်ရေးမှုတယောက်ကိုပဲသွားမေးကြည့်သွားမေးစရာကိုမလိုပါဘူးသွားကြည့်သူအုပ်ချုပ်ရေးမှုယာတုဆွန့်လွတ်ရမှာကြောက်လားမကြောက်ဘူးလားလို့သူ့ကိုသွားမေးသူကြောက်တယ်ဘာဖြစ်လို့လဲအခုသူ့မှာတိုက်တွေကားတွေနဲ့အုပ်ချုပ်ရေးမှုယာတုလေးဖြစ်တာမှမကြသေးဘူးလပိုင်းပဲရှိသေးတယ်တိုက်တွေကားတွေဖြစ်သွားပြီအချမ်းနေနဲ့စီးပွားရေးတွေနဲ့အများကြီးဖြစ်သွားပြီသူဘာကြောက်ချမ်းသာတာလဲအုပ်ချုပ်ရေးမှုယာတုရလို့ချမ်းသာတာဘာစီးပွားရေးလုပ်လို့ချမ်းသာတာဘာစီးပွားရေးမှမလုပ်ပြည်သူစီကငွေညှစ်ပြီးချမ်းသာတာအဲ့တော့တကယ်လို့သူသာအာဏာပြန်ပေးရမယ်ဆိုရင်အခုလို့ तू မချမ်းသာတော့ဘူးလေအဲ့တော့ तू အာဏာပြန်ပေးရမှာကြောက်လားမကြောက်လားဆိုကြောက်တယ်အုပ်ချုပ်ရေးမှုတယောက်တောင်အာဏာပြန်ပေးရမှာကြောက်တယ်ဆိုရင်ခရိုနီတွေမကြောက်ဘူးလားကြောက်တာပေါ့ခရိုနီတွေပိုကြောက်တာပေါ့စစ်ဗိုလ်ချုပ်တွေပိုမကြောက်ဘူးလားပိုကြောက်တာပေါ့အုပ်ချုပ်ရေးမှုတောင်ကြောက်တယ်ဆိုရင်စစ်ဗိုလ်ချုပ်တွေခရိုနီတွေပိုလို့တောင်ကြောက်သေးတယ်ဒါကြောင့်အာဏာသိမ်းတာအောင်မြင်တာဒါကြောင့်အာဏာခဏသိမ်းတာဘာကြောင့်အာဏာခဏသိမ်းလဲသူတို့မြန်မာနိုင်ငံကိုထင်တိုင်းလက်ညှိုးထိုးပြီးရောင်းစားခြင်းလို့ထင်တိုင်းကျဲခြင်းလို့အာဏာသိမ်းတာဘာကြောင့်အာဏာသိမ်းတာအောင်မြင်လဲစစ်တပ်ကိုဘောမာတယ်ဆိုတာဘာမှမရလို့ဘောမာတာမဟုတ်ဘူးအခုဇော်ဘိုးဟင်းပဲကြည့်လိုက်စစ်တပ်ကိုဘောမာတာအလကားဘောမာတာမဟုတ်ဘူးသူ့ကိုဘာကြောင့်ဖမ်းလိုက်တာလဲဟမ်တစ်မှောင်ကိုလုံးမှုတဲ့ငွေညှစ်မှုတဲ့အများကြီးပဲဒီကောင်တွေကိုဟာစစ်တပ်ကိုချစ်တယ်အလကားချစ်ပြတာမဟုတ်ဘူးစစ်တပ်ကိုချစ်ပါတယ်ဆိုပြီးတော့နောက်ွယ်မှာမဟုတ်တန်းတရားတွေလုပ်ရာဇဝတ်မှုတွေလုပ်စီးပွားရေးတွေကြီးပွားရေးတွေတရားမဝင်တဲ့စီးပွားရေးကြီးပွားရေးတွေလုပ်ဘာသာကတော့စစ်တပ်ကိုချစ်တယ်တကယ်တော့စစ်တပ်ကိုချစ်တာမဟုတ်စစ်တပ်ကိုပါဇက်နဲ့ချစ်ပြပြီးတော့နောက်ွယ်မှာစစ်တပ်အာကိုနဲ့စီးပွားရေးတွေလုပ်တယ်
ဒုစရိုက်မှုတွေလုပ်တယ်မှောင်ခိုလုပ်ငန်းတွေလုပ်တယ်အဲ့တော့သူတို့ချမ်းသာတယ်လေချမ်းသာတော့စစ်တပ်ကိုချစ်ပြတယ်လေချမ်းသာတော့စစ်တပ်ကိုချစ်ပြတယ်လေတချို့လဲဒီတိုင်းပဲအမေစုကိုချစ်ပြတယ်အလကားချစ်ပြတာမဟုတ်ဘူးအခုအာနာမသိခင်တော့အမေစုနားမှာဓာတ်ပုံရိုက်ကြတယ်ကြည့်လေအဲ့ဒီဓာတ်ပုံရိုက်ခဲ့တဲ့သူတွေအခုအမေစုတောင်ထောင်ကမလွတ်သေးဘူးအမေစုခင်ဗျာဘလောက်တနာစရာကောင်းလဲဓာတ်ပုံရိုက်ခဲ့တဲ့ထဲမှာဘုန်းဘုန်းတို့မပါခဲ့ဘူးအမေစုနဲ့လှုပ်ရှားခဲ့တဲ့ထဲမှာဘုန်းဘုန်းတို့မပါခဲ့ဘူးဘုန်းဘုန်းတို့ကအနေသားကြီးအမေစုနဲ့ဓာတ်ပုံသွားရရင်နာမည်ကြီးတယ်လေအမေစုနဲ့ဓာတ်ပုံသွားရရင်ဘာပဲလှုပ်လို့စီးပွားရေးကြီးပွားရေးအောင်မြင်တယ်လေဒါကြောင့်အမေစုနာဓာတ်ပုံသွားရိုက်တာတို့အလကားသွားရိုက်တာမဟုတ်ဘူးမင်းသားဆိုလို့ရှိရင်လည်းပိုးအောင်မြင်သွားတယ်အဆိုတော်ဆိုလည်းပိုးအောင်မြင်သွားတယ်ဘာမှမရှိတဲ့သူဆိုလို့ရှိရင်လည်းချမ်းသာသွားတယ်အမေစုနာကိုဝင်ထွက်ယုံနဲ့အမေစုနဲ့ဓာတ်ပုံရိုက်ယုံနဲ့မင်းသမီးမင်းသားဆိုလည်းပိုးအောင်မြင်သွားတယ်အဆိုတော်ဆိုလည်းပိုးအောင်မြင်သွားတယ်ဟောဖုန်ကြီးဆိုလို့ရှိရင်လည်းပို့ပြီးတော့ထင်ပေါ်ကြော်ကြဘုံကြီးသွားတယ်ဘာမှမရှိတဲ့သူဆိုလို့ရှိရင်လည်းချမ်းသာသွားတယ်ဒါကြောင့်အမေစုနဲ့ဓာတ်ပုံရိုက်တာအလကားရိုက်ကြတာမဟုတ်ဘူးအလကားရိုက်တယ်လို့ထင်ကြလားအခုအမေစုဖန်ခံသွားရတယ်ကဲအဲ့ဒီဓာတ်ပုံရိုက်ခဲ့တဲ့သူတွေဒီတော်လန်ရေးကြီးတစ်ခုလုံးကိုသူတို့မျက်နှာမထောက်ရင်တောင်မှသူတို့အတန်းရှင်းရှာခဲ့တဲ့သူတို့အောင်မြင်အောင်ကြီးပွားအောင်ခုတုံးလုပ်ခဲ့တဲ့အမေစုလေးတနာပါတယ်ငါတို့အမေစုမလွတ်မြောက်မချင်းတော့ငါတို့အမေစုကိုအားနာတဲ့စိတ်နဲ့အမေစုကိုငဲ့ညာတဲ့စိတ်နဲ့ငါတို့အမေစုကိုလေးစားတဲ့စိတ်နဲ့ respect ထားတာပေါ့နော်အမေစုကိုလေးစားတဲ့စိတ်နဲ့ငါတို့တိတ်တိတ်ဆိတ်ဆိတ်နေမယ်လို့နေကြသလားဟမ်တကယ်တော့သူတို့လေးစားတဲ့စိတ်သူတို့မှာရှိရင်ပေါ့နော် respect ပေါ့လေးစားတဲ့စိတ်သူတို့မှာရှိရင်ငါတို့အမေစုနဲ့အတန်းချင်းရှာခဲ့ကြတယ်ငါတို့အမေစုနဲ့စီးပွားရေးကြီးပွားရေးတွေလုပ်ခဲ့ကြတယ်လှုပ်ရှားခဲ့ကြတယ်ပေါ့အခုအမေစုမလွတ်သေးဘူးထောင်ထဲမှာအဲ့တော့ငါတို့အမေစုကိုလေးစားတဲ့အနေနဲ့ငါတို့တိတ်တိတ်ဆိတ်ဆိတ်နေကြမယ်နေသလားမနေပါဘူးမနေပါဘူးဘာလို့မနေတာလဲအမေစုကိုကာဘာယူပြီးတော့ချမ်းသာကုန်ကြချမ်းသာခြင်းလို့အမေစုကိုကာဘာယူပြီးတော့မင်းသမီးမင်းသားတွေအောင်မြင်ခြင်းလို့ဖုန်ကြီးဆိုလည်းဘုံကြီးခြင်းလို့အဲ့ဒါပဲအဲ့ဒါပဲဟုတ်အခုလည်းစစ်တပ်ဘောမတွေစစ်တပ်ကိုချစ်ပြတယ်တကယ်စစ်တပ်ကိုချစ်တာမဟုတ်ဘူးပါဇက်နဲ့ချစ်ပြပြီးတော့စစ်တပ်အာကိုနဲ့ဟာကျွန်တော်ကတော့ဇော်ဘိုးဟိမ့်ပါဆိုစစ်တပ်ကသူ့ကိုတော်ယုံတန်ယုံကမဖမ်းတော့တော်ယုံတန်ယုံကသူ့ကိုဂယုမဆိုင်တော့အဲ့ဒါကိုအသုံးချပြီးတော့မှောင်ခိုလုပ်ငန်းတွေလုပ်တယ်ဒုစရိုက်လုပ်ငန်းတွေလုပ်တယ်အဲ့တော့ချမ်းသာသွားရောချမ်းသာတော့စစ်တပ်ကိုချစ်တာပေါ့ချမ်းသာတော့စစ်တပ်ကိုချစ်တာပေါ့ဒါကြောင့်မြန်မာနိုင်ငံမှာ62ခုနှစ်တည်းကစစ်ဗိုလ်ချုပ်တွေအာဏာသိမ်းတယ်အာဏာသိမ်းဘာကြောင့်ပုံကန်တဲ့သူမရှိတာလဲသူများနိုင်ငံမှာအာဏာသိမ်းရင်ပုံကန်ကြတယ်နော်မြန်မာနိုင်ငံမှာစစ်အာဏာရှင်တွေအကိုကြီးညီလေးနေဟောခရိုနီတွေဆိုရင်တော့ဒါအဘပေါ့အကိုကြီးညီလေးအဘသူတို့ကြားထဲမှာဘာကြောင့်ပုံကန်မှုမရှိတာလဲဝေစားမြစားတယ်လေအုပ်ချုပ်ရေးမှုတော်ဘောမတော်ချမ်းသာတယ်ဆိုရင်ရဲတွေဘယ်လောက်ချမ်းသာလဲစစ်ဗိုလ်ချုပ်တွေဘယ်လောက်ချမ်းသာလဲအဲ့တော့ချမ်းသာတော့ဘယ်သူမှမပုံကန်ကြဘူးလေဟေးတို့အာနာသိန်းတာမင်းလည်းချမ်းသာတယ်ငါလည်းချမ်းသာတယ်အဲ့တော့ဘာလို့ပုံကန်ပါလဲဘာလို့ပုံကန်ပါလဲဒါကြောင့်မြန်မာနိုင်ငံရဲ့အာဏာသိမ်းတဲ့တမိုင်းတစ်လျှောက်ပါဘယ်သူမှမပုံကန်ကြအောင်မပုံကန်ရခြင်းအကြောင်းရင်းကမင်းလည်းချမ်းသာတယ်ငါလည်းချမ်းသာတယ်တော်ပြီပေါ့ဘာလို့ပုံကန်ပါလဲအကိုကြီးလည်းချမ်းသာတယ်ညီလေးလည်းချမ်းသာတယ်
အဘလို့ခေါ်တဲ့ခရိုနီလဲချမ်းသာတယ်ဘောမှာလဲချမ်းသာတယ်အဲ့တော့ဘာလို့ပုတ်ကံပါလဲနောက်တစ်ခုကခိုင်နေဝေကိုဝေဖန်ခဲ့တဲ့ Model Agency ပိုင်ရှင်ဂျွန်လွင်ဒီတခါတော့ဘိုးဘိုးတို့ဂျွန်လွင်ကိုလေးစားပါတယ်